Penny ဆိုတဲ့ကောင်မလေးဟာခွေးကေဟာတစ်ခုမှတခြားခွေးတွေထူးခြားနေတဲ့ခွေးအဖြူလေးတစ်ကောင်ကိုတွေ့သွားပြီး Boss လို့အမည်ပေးကမွေးစားလိုက်ပါတယ်။နောက်9နှစ်ကြာတဲ့အချိန်မှာတော့ Penny ရဲ့အဖေသိပ္ပံပညာရှင်ကြီးဟာ Boss ကိုစမ်းသပ်ရင်း Boss မှာထူးခြားတဲ့စွမ်းအားတွေရရှိလာခဲ့ပါတယ်။ Penny ရဲ့အဖေဟာလူဆိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံနေရပြီး Penny ရဲ့အဖေကိုကယ်ဖို့အတွက်ခွေးလေး Boss နဲ့အတူထွက်လာခဲ့ကြပါတယ်။ Boss မှာတော့အဓိက super power တွေများစွာရှိနေခဲ့ပါတယ်။ Boss ရဲ့အဓိကစွမ်းအားတွေကတော့ Super Speed ကားတွေထပ်မြင်ပြေးနိုင်တယ် Super Strength လက်နဲ့ရလိုက်တာနဲ့ကားတွေလွင့်ထွက်သွားနိုင်တယ် Laser Eye Superman လိုမျိုးမျက်လုံးကနေမီးတန်းတွေထုတ်လို့ပြီးအရာဝတ္ထုတွေကိုဖျက်ဆီးပစ်နိုင်တယ် Super Breath ဟောက်လိုက်တာနဲ့မြေငလျင်လိုမျိုးပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပြီးရဟတ်ယာဉ်တွေကိုတောင်ပြတ်ကျစေနိုင်တဲ့စွမ်းအားတွေပိုင်ဆိုင်ထားပါတယ်လူဆိုးတွေကို action လှလှပပနဲ့နှိမ်နှင်းပြနေပေမဲ့တကယ်တမ်းမှာတော့ဒါတွေအားလုံးကရုပ်ရှင်ရိုက်ကွင်းတစ်ခုကနေဖန်တီးထားတဲ့အတုရောင်နေတာဖြစ်နေခဲ့ပါတယ်Boss ရဲ့စွမ်းအားတွေဟာတကယ်မရှိဘဲ Boss TV show ကနေဖန်တီးထားတဲ့ရိုက်ကွင်းပကြွယ် effect တွေဒါဖြစ်နေပါတယ်။အဓိကပြဿနာကတော့ Boss ဟာဒါတွေအားလုံးကိုအစစ်မှန်ဖြစ်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ Boss ဟာ TV show ရဲ့အဓိကဇာတ်ကောင်ဖြစ်ပြီး Boss ရဲ့ခန်းစားချက်အစစ်တွေကိုရဖို့ရုပ်ရှင်အဖွဲ့သားတွေအားလုံးက TV show မှမသိအောင်ဖုံးကွယ်ထားတာဖြစ်ပါတယ်။ Boss ဟာရိုက်ကွင်းထဲမှာပဲအမြဲတမ်းနေရပြီးသူ့ရဲ့တခင် Penny အနေနဲ့ကြုံလာတိုင်းကယ်တင်ပေးမဲ့ super hero တစ်ကောင်လို့ယုံကြည်နေခဲ့ပါတယ်။တနေ့မှာတော့ရန်သူစခန်းထဲကိုဝင်ရောက်တိုက်ခိုက်ပြီး Penny အဖမ်းခံရတဲ့အခန်းကိုစတင်ရိုက်ကူးနေကြပါတယ်။ထုံးစံအတိုင်းပဲ Boss ဟာ Penny တကယ်အဖမ်းခံရတဲ့ထင်ပြီးအပြေးလွှားလိုက်ရှာရင်းရေမြုပ်တွေပြည့်နေတဲ့ကတ်တူဖာတစ်ခုထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီကတ်တူဖာဟာနယူးယောက်ကိုပို့မဲ့ပစ္စည်းတစ်ခုဖြစ်နေတာကြောင့် Boss ဟာ Hollywood နဲ့မိုင်ပေါင်းထောင်ချီဝေးကွာတဲ့နေရာကိုရောက်ရှိသွားခဲ့ရပါတယ်။ Hollywood ကိုရောက်တော့ကတ်တူဖာထဲကနေထွက်ပြီးရုပ်ရှင်ထဲကအတိုင်းစွမ်းအားတွေထုတ်သုံးဖို့စ조사ပေမဲ့တခုမှသုံးမရဖြစ်နေခဲ့ပါတယ်။တခင်ဖြစ်သူ Penny ကိုလိုက်ရှာရင်းမြို့လေခေါင်မှာပြုတ်ပြင်းနေတဲ့မြောင်းတစ်ခုကိုယုံကြည်မှုအပြည့်နဲ့ခုန်ကျော်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ပဲပြုတ်ကျသွားခဲ့ရပြန်ပါတယ်။ Boss ကတော့အရင်ကရဟတ်ယာဉ်ကိုတောင်ခုန်ကျော်နိုင်ခဲ့ပေမဲ့ဒီမြောင်းသေးသေးလေးကိုဘာလို့မကျော်နိုင်တာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။လုံးဝလက်မလျှော့သေးပဲတမျိုးလုံးရဲ့နေရာနဲ့မှာ Penny ကိုလိုက်ရှာရင်းမတော်တဆတန်တိုင်တစ်ခုကြားထဲမှာခေါင်းညက်သွားခဲ့ရပြန်ပါတယ်။ Super Strength ကိုတုံးပြီးတန်တိုင်ကိုကွေးဖို့စ조사ကြည့်ပေမဲ့အရှင်းကြီးဖြစ်နေခဲ့ပါတယ်။ကြောင်စုံခိုလေး၃កောင်ရောက်လာပြီးခေါင်းကိုလှည့်ကဆွဲထုတ်ဖို့အတွက်ပြောပြလိုက်မှတန်တိုင်ကြားထဲကနေလွတ်မြောက်သွားခဲ့ပါတယ်။ Boss ကတော့ဘာမှနားမလဲပဲသူပြုတ်ကျသွားတဲ့ဂတ်တူဖာထဲကရေမြုပ်ဖော့တွေဟာသူ့ရဲ့စွမ်းအားတွေကိုစုပ်ယူသွားတယ်လို့ထင်နေခဲ့ပြန်ပါတယ်။ Boss ဟာနာမည်ကြီးတရုပ်ဆောင်တစ်ယောက်ဖြစ်တာမို့ရောင်စုံခိုလေးတွေလည်း Boss ကိုတိတယ်လို့ပြောနေခဲ့ကြပါတယ်။ Penny ကိုဖမ်းသွားတဲ့အစိမ်းရောင်မျက်လုံးနဲ့လူကိုတိလားလို့ပြန်မေးလိုက်ပြီး14လမ်းမှာရှိတဲ့ကြောင်မလေးတစ်ကောင်ကိုတွားတွေ့ဖို့ Boss ကိုအကြံပေးလိုက်ပါတယ်။လမ်းကြားထဲမှာတော့ကြောင်မလေးဟာတခြားခိုတွေကိုအနိုင်ကျင့်ပြီးနေ့တိုင်းအစာရှာခိုင်းနေခဲ့ပါတယ်။ Boss ရောက်လာတော့ကြောင်မလေးကိုဖမ်းပြီး Penny ကိုဘယ်မှာဖမ်းထားလဲလို့မေးလိုက်ပေမဲ့ရိုက်ကွင်းထဲကကြောင်မဟုတ်တာကြောင့်သူဘာမှမသိကြောင်းပြောပြနေပေမဲ့ Boss ကလက်မခံဖြစ်နေခဲ့ပါတယ်။အမြင့်ကနေပြစ်ချဖို့ရှင်းရှောင်နေလို့ကြံရမရတဲ့အဆုံး Penny ကိုဘယ်မှာဖမ်းထားလဲပြောပြမယ်လို့ကြောင်မလေးကလိန်ပြောလိုက်ရပါတယ်။အမိုက်ပုံးထဲကမြေပုံတစ်ခုကိုယူလာပြီးကယ်လီဖိုးနီးယားကိုသွားတဲ့ခီးစဉ်တစ်ခုကိုညွှန်ပြပေးလိုက်ပါတယ်။ Boss ကတော့ Penny ကိုပြန်မတွေ့မရှင်းမလွတ်ပေးဘူးလို့ပြောပြီးသူနဲ့အတူကြောင်မလေးကိုပါအသင်းခေါ်သွားခဲ့ပါတယ်။ Boss ဟာရုပ်ရှင်ရိုက်ကွင်းကကုန်တင်ကားတစ်စီးကိုတွေ့ပြီးလိုက်သွားဖို့လုပ်ခဲ့ပေမဲ့ကားနောက်ဖုံးကတောက်ခတ်ထားတာမလို့ Laser Eye နဲ့ပစ်ပြီးတော့ကိုဖျက်ပစ်ဖို့စ조사ခဲ့ပါတယ်။ဘာလီဇာမှထွက်မလာပဲကြောင်မလေးကတော့ Boss ကိုယူနေတယ်လို့သာထင်သွားခဲ့ပါတယ်။နှစ်ယောက်သားကုန်တင်ကားထဲကိုဝင်ဖို့အတွက်ပစ္စည်းတင်နေတဲ့ဆိုဖာအောက်ထဲကိုဝင်ပုန်းပြီးကိုလိုက်လာခဲ့ကြရာအိုဟိုင်းယိုကိုရောက်ရှိလာခဲ့ကြပါတယ်။ကားထဲမှာတော့ Boss အပေါ်ကိုရေမြုပ်ဖော့တွေရုတ်တရက်ပြုတ်ကျလာပြီးအလန့်တကြားကားထဲကအလင်းမြန်ခုန်ဆင်းလိုက်ရပြန်ပါတယ်။အဲ့ဒါကြောင့်ပဲ Boss ရဲ့လက်မှာသွေးအနှဲငယ်ထွက်လာခဲ့ပြီး Boss ကတော့သွေးတစ်ခါမှမမြင်ဖူးခဲ့တာမို့ဖော့တွေကြောင့်လို့တာထင်နေခဲ့ပြန်ပါတယ်။ရုပ်ရှင်ရိုက်ကွင်းထဲမှာပဲအမြင့်နေရတဲ့ Boss ဟာအချိန်တန်ရင်အစားပုံမှန်စားရတာကြောင့်ဗိုက်စာတော်ကိုတခါမှမခံစားခဲ့ရပဲအခုတော့ပထမဆုံးဗိုက်စာတာကိုစတင်သိလိုက်ရပါတယ်။စာနေတဲ့ဗိုက်ကိုဖြည့်ရှင်းဖို့အတွက်ကြောင်မလေးစီကနေအစာတောင်းခံရှင်းကို Boss ကတင်လိုက်ရပါတယ်။နှစ်ယောက်သားအစာတောင်းဖို့အတွက်တနာစရာမျက်နှာနဲ့နှစ်ရွက်ကိုရှာထားဖို့တင်ပေးခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားပုံမရင်းနှီးလာကတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ Boss ရဲ့ချစ်စရာကောင်းတဲ့အမူအရာကြောင့်လူတွေကဝမ်းရှိကြပြီးအစာတွေများစွာရရှိခဲ့ကြပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့ညီကိုတွေလည်း Boss အတွက် like ခလုတ်လေးတစ်ချက်လောက်နှိပ်ပေးဖို့တောင်းဆိုရှင်ပါတယ်။ဒီလိုနဲ့အစာတောင်းရင်းအဖွားအိုတယောက်ရဲ့ RV ကားပေါ်မှာဇိမ်ကြကြနဲ့ရုပ်ရှင်ကြည့်နေတဲ့ hamster ကြွက်လေးရှိရာကိုရောက်လာခဲ့ကြပါတယ်။အဲ့ကြွက်လေးက Boss ရဲ့အမာခံတယောက်ဖြစ်နေပြီး Boss ကိုအပြင်မှာတွေ့လိုက်ရတဲ့အခါမှာတော့မယုံကြည်နိုင်လောက်အောင်ပျော်ရွှင်နေပြီးသူ့ရဲ့နာမည်က Rhino ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။ Rhino ကတော့ Boss ကိုသူ့ရဲ့သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး Boss ရဲ့ action တွေနဲ့စွမ်းအားတွေအကြောင်းကိုပြောပြနေခဲ့ပေမဲ့ Boss ကတော့ဘာမှနားမလည်နိုင်ပဲ
န်နီကိုအစိမ်းအောင်မျက်လုံးနဲ့လူကဖမ်းထားကြောင်းပြောပြလိုက်ပါတယ်ဖန်နီကိုတွားကယ်ဖို့အတွက်3ယောက်သားအဖွဲ့ဖွဲ့လိုက်ပြီးရိုင်နိုရဲ့လမ်းပြမှုနဲ့အတူယထာတစ်စင်းနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်တထားတစ်ခုကနေယထာပေါ်ခုန်ချခဲ့ကြပြီးဘော့ရဲ့လေဘက်ဂျိုးဟာယထာရဲ့လေကားနဲ့ညှိမိသွားခဲ့ပါတယ်အချိန်မီဖြုတ်လိုက်နိုင်ပေမဲ့3ယောက်သားအောက်ကိုပြုတ်ကျသွားခဲ့ရပါတယ်ကြောင်မလေးကတော့ဘော့ဟာတရုတ်ဆောင်တယောက်ဖြစ်ကြောင်းတည်သွားတဲ့အချိန်မှာတော့စွမ်းအားဆိုတာတကယ်မရှိကြောင်းတီဗီချိုးတစ်ခုတက်လာဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတရိတ်ဆန်ထိန်းသိမ်းရေးကားတစ်စီးရောက်လာခဲ့ပြီးဘော့နဲ့ကြောင်မလေးကိုကားထဲဖမ်းခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဖန်နီဟာဘော့ပျောက်ဆုံးနေကြောင်းကြော်ညာစာရွက်တွေဖြန့်ဝေဖို့လုပ်နေပေမဲ့ရိုက်ကူးရေးမန်နေဂျာကဘော့နဲ့တပုံစံနဲ့တူတဲ့ခွေးတကောင်ကိုဖန်နီစီကိုခေါ်လာခဲ့ပါတယ်ဖန်နီကတော့ဘော့မဟုတ်ကြောင်းသိနေပေမဲ့ရုပ်ရှင်ဆက်လက်ရိုက်ကူးဖို့အတွက်အသင်းနှာရှာခံခဲ့ရပြီးအစားထိုးခွေးတကောင်ကိုဒါလက်ခံလိုက်ရပါတယ်ကားထဲမှာအဖမ်းခံထားရတဲ့ boss ကတော့ပြင်ထွက်ဖို့အတွက်နီလန်မျိုးစုံတုံးပြီးစူးစမ်းခဲ့ပေမဲ့ဘလို့မှထွက်လန်းမရှိတာကြောင့်သူ့မှာစွမ်းအားမရှိတာကိုဖြည်းဖြည်းနဲ့နားလည်လာခဲ့ပါတယ်။ညရောက်တော့တလိษံထိန်းသိမ်းရေးကစီဖြည့်နေတော့ရိုင်နိုရောက်လာပြီး boss ကိုကယ်ဖို့အတွက်သူ့ရဲ့ဖန်လုံးကြီးကိုပါရှုပ်ပစ်လိုက်ပါတယ်။ boss ရှိတဲ့လောင်အိမ်တော့ကိုရိုင်နိုကအပြင်ကနေဖွင့်ပေးလိုက်လို့နောက်ဆုံးတော့ boss ရဲ့လွတ်မြောက်သွားခဲ့ရပါတယ်။ boss ကအရန်ကိုစိတ်သက်ကြနေပြီးလက်လျှော့လိုက်ဖို့တွေးနေပေမဲ့စွမ်းအားတွေတကယ်မရှိနေတော့ဖန်နီကိုကယ်နိုင်တဲ့သူ့ရေကောင်းတစ်ယောက်လိုအပ်နေကြောင်းရိုင်နိုကပြောပြလိုက်လို့နှစ်ယောက်သားကြောင်မလေးကိုအရင်ကယ်ဖို့အတွက်စိတ်သက်တွေပြန်လဲတက်ကြွလာခဲ့ရပါတယ်။ရိုင်နိုရဲ့အကူအညီနဲ့အဆောင်တွေကိုများခေါ်နိုင်ခဲ့ပြီး boss ကတော့ကြောင်မလေးကိုဖမ်းထားတဲ့အခန်းထဲအလွယ်တကူသွားနိုင်ခဲ့ပါတယ်။ကြောင်မလေးကိုကယ်ပြီးအပြင်ထွက်ဖို့လုပ်နေတော့အဆောင်တွေတတိထားမိသွားပြီး3ယောက်သားကန်ကောင်းစွာနဲ့လွတ်မြောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့လမ်းမကြီးကနေတစ်ဆင့်ကုန်တင်ကားတစ်စီးပေါ်3ယောက်သားလိုက်လာခဲ့ကြပါတယ်။လန်ခီမှာတော့ boss ကိုခွေးတကောင်ရဲ့ကစားပုံအပြုတ်မှုကျင့်စရိုက်တွေကိုကြောင်မလေးကတင်မင်းနေခဲ့ပြီးပျော်ရွှင်စွာအတူတူခီးဆက်ခဲ့ကြပါတယ်။ကားတစ်စီးပြီးတစ်စီး3ယောက်သားလိုက်လာရင်ကြောင်မလေးက boss အတွက်နေစရာနေရာလေးတစ်ခုကိုစီစဉ်ပေးလိုက်ပါတယ်။ boss ကတော့ဖန်နီကိုကယ်ရှင်နေကြောင်းပြောပြကာဒီမှာမနေနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။ကြောင်မလေးလည်း boss ရဲ့ဆိုင်းဘုတ်တစ်ခုရှိကိုခေါ်သွားပြီးအရင်ကဖြစ်ပျက်ခဲ့တာတွေအားလုံးကတရုတ်ဆောင်နေတာဖြစ်ကြောင်းနဲ့အတူရောင်တွေဖြစ်ကြောင်း boss ကိုပါပြောပြလိုက်ပါတယ်။ဒီလိုနဲ့တနာစရာခွေးလေး boss ကတော့ဖန်နီကိုရှာဖို့အတွက်ကြောင်မလေးနဲ့လမ်းခွဲလိုက်ပြီးတယောက်တည်းခီးဆက်လာခဲ့ပါတယ်။အဲ့ဒါကိုရိုင်နိုတိသွားတော့ရိုင်နိုကဘာမှမစင်စားပဲ boss နောက်ကိုဆက်ရှင်းလိုက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ boss တယောက်ဟောလိဝုဒ်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးခိုလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ခိုတွေက boss ကိုမတ်မိနေပြီး TV ရှိုးရိုက်တုန်းကဇလန်းထဲမှာခိုတွေကိုဘီလိန်တွေလက်ကနေကယ်ခဲ့တဲ့အခန်းတွေပါခဲ့ပါတယ်။အဲ့ဒါကိုအစစ်မှန်လို့ထင်ပြီးခိုတွေက boss ကိုကျေးဇူးဆက်ရှင်ကြောင်းပြောနေခဲ့ပါတယ်။ boss ကတော့သူ့ကိုကူညီဖို့အတွက်ဖန်နီရှိယာကိုလမ်းညွှန်ပေးဖို့ပြန်ပြောလိုက်ပါတယ်။ရိုင်နိုနဲ့ကြောင်မလေးလည်းသူတို့ရဲ့တငယ်ချင်းအကူအညီလိုနေကြောင်းသိတာမလို့နောက်ကနေလိုက်လာခဲ့ကြပါတယ်။ခိုလေးတွေရဲ့လမ်းပြမှုနဲ့အတူ boss ဟာသူတို့နေခဲ့တဲ့ရိုက်ကွင်းနေရာကိုပြန်လည်ရောက်ရှိလာပြီးကြာတာပတိနေ့ည7 နာရီမှာတော့ boss ရဲ့ TV ရှိုးဟာနောက်ဆုံးအပိုင်းကိုထုတ်လွှင့်တော့မှာဖြစ်ပါတယ်။ boss ဟာသူနေခဲ့တဲ့အခန်းထဲကိုပြန်ဝင်လာပြီးအတူတူရိုက်ခဲ့တဲ့အမတ်တရတပ်ပုံလေးတွေကိုကြည်ရင်ပျော်ရွှင်နေခဲ့ပါတယ်။ကျင်းမြောင်းတဲ့လမ်းတစ်ခုထဲကနေရုတ်တရက်ဖန်နီရဲ့အတန်ကိုကြားလိုက်ရပြီး boss ဟာဝမ်းနာအားရပြေးတော့ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဖန်နီဟာအစားထိုးခွင်းနဲ့အတူပျော်ရွှင်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်။ဖန်နီအတွက်စွန့်စားပြီးမြို့ပေါင်းများစွာကိုကြော်ဖြတ်လာခဲ့တဲ့ boss ကတော့အမောင်ထဲမှာပဲပုံကွက်ရင်းသူဟာအပယ်ခံခွေးတကောင်ဖြစ်ခဲ့ရပြီဆိုတာနားလည်သွားခဲ့ပါတယ်။နောက်တစ်ယောက်စီမှာပျော်နေတဲ့သူမကိုကြည့်ရင်နှုတ်မဆက်တော့ပဲဝမ်းနည်းစွာနဲ့ပဲနောက်ပြန်လက်ထွက်လာခဲ့ပါတယ်။တကယ်တမ်းတော့ဒါစသိန်းခန်းအတွက်ရိုက်ကွင်းထဲမှာတရုတ်ဆောင်နေကြတာဖြစ်ပြီးဖန်နီကတော့သူ့ရဲ့ခွေးလေး boss ကိုအမြဲတမ်းလွမ်းဆွတ်တတိရနေခဲ့တာပါဒီမြင်ကွင်းကိုတေချာမြင်လိုက်ရတဲ့ကြောင်မလေးလည်းအားလုံးကိုနားလည်သွားပြီး boss ကိုရှင်းပြဖို့အတွက်နောက်ကနေပြေးလိုက်လာခဲ့ပါတယ်ရိုက်ကွင်းထဲမှာတော့ boss TV ရှိုးရဲ့တန်မိုအမြင့်ဆုံးအခန်းဖြစ်တဲ့ဖန်နီနဲ့သူ့ရဲ့အဖေကို boss ကလာခဲ့တဲ့အခန်းကိုစတင်ရိုက်ကူးနေကြပါတယ်ကြောက်စရာကောင်းတဲ့ရိုက်ကွင်းစစ်တင်ကြောင့်အစားထိုးရတဲ့ခွေးလေး boss ဟာတတိရှိတရုတ်မဆောင်နိုင်ပဲမတော်တဆစီမီတိုင်တွေကိုတိုက်မိသွားပြီးရိုက်ကွင်းတစ်ခုလုံးလည်းစတင်မီးလောင်မှုဖြစ်နေခဲ့ပါတယ်။ဝမ်းနေနေတဲ့ boss အစ်စ်နားကိုကြောင်မလေးရောက်လာပြီးခုနကရုပ်ရှင်ရိုက်နေတာဖြစ်ကြောင်းဖန်နီဟာ boss ကလွဲပြီးဘယ်ခွေးကိုမှမရှိကြောင်းအခုထိတတိယနေကြောင်းရှင်းပြလိုက်ပါတယ်။ရိုက်ကွင်းတစ်ခုလုံးဟာမီးတွေကြားထဲမှာကြာရောက်သွားပြီးရုပ်ရှင်အဖွဲ့သားတွေအားလုံးလည်းထွက်ပြေးကဖန်နီကတော့မထွက်နိုင်ပဲအထဲမှာပိတ်မိနေခဲ့ပါတယ်။ဒါကိုတီးသွားတဲ့ boss ဟာချက်ချင်းပြန်လဲပြေးလာပြီးဖန်နီကိုကယ်ဖို့အတွက်တတိရှိနဲ့မီးတွေကြားထဲကိုပြေးဝင်လာခဲ့ပါတယ်။ boss ဟာသူ့ရဲ့ပင်ကိုပုံစံအတိုင်းပဲကြောက်ရွံ့မှုမရှိမိခိုးတွေကြားထဲမှာလမ်းပြောင်းနေတဲ့ဖန်နီကိုတွေ့တော့ခဲ့ပါတယ်။ဖန်နီလည်း boss ကိုမြင်ချင်းသူ့ရဲ့ boss အစ်စ်ဆိုတာချက်ချင်းတတိထားမိသွားခဲ့ပါတယ်။နှစ်ယောက်သားပြေးဖက်လိုက်ပြီးကျိုးတစ်ချောင်းကိုကိုက်ကဖန်နီကိုလမ်းပြဆွဲခေါ်လာခဲ့ပါတယ်။
ပြက်စီးတွေကြောင့်ထပ်ပေါက်မရှိရွယ်နှစ်ယောက်သားပိတ်မိနေတော့ဖန်ဒီကသူ့ကိုထားခဲ့ပြီးအသက်လွတ်အောင်ထွက်ပြေးဖို့ဘို့ကိုပြောလိုက်ပါတယ်နှစ်ယောက်စလုံးဘယ်လုံးမှမလွတ်မြောက်နိုင်တဲ့အနေအထားမှာစွမ်းအားတွေကိုမသုံးနိုင်တဲ့ဘော့စ်ဟာနောက်ဆုံးမျှော်လင့်ချက်သေးသေးနဲ့ပဲရုပ်ရှင်ထဲကအတိုင်းစူပါဘရက်ကိုသုံးပြီးဟောင်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်အခန်းရဲ့လီထွက်ပေါက်ကနေတဆင့်ကျေလောင်တဲ့ဘော့စ်ရဲ့စူပါဘရက်ဟောင်တန်ဟာမိသက်သမားတွေစီကိုရောက်သွားခဲ့ပါတယ်အပြင်ကလူတွေအားလုံးတိတ်ဆိတ်ကဘော့စ်ဟောင်တန်ကိုကြားလိုက်ရပြီးတေချာအာယုံစိုက်နားထောင်နေခဲ့ကြပါတယ်ရိုင်နိုနဲ့အတူမိသက်သမားတွေလည်းဒါဟာဘိုးရဲ့စူပါဘရိတ်ဖြစ်ကြောင်းဆက်ရှင်သိသွားပြီးသူတို့ကိုကယ်ဖို့အတွက်အထဲကဝင်ရောက်လာခဲ့ကြပါတယ်။နှစ်ယောက်လုံးမိခိုးတွေကြောင့်တတိမိနေကြပြီးအမျက်ဆုံးလူနာတင်ကားနဲ့ခေါ်ဆောင်သွားကနှစ်ယောက်လုံးလည်းအသက်ဘေးကနေလွတ်မြောက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Boss TV show လည်းပိတ်လိုက်ရပြီးရိုင်နိုနဲ့ကြောင်မလေးလည်း Boss တို့ရဲ့မိသားစုနဲ့အတူနေထိုင်ခွင့်ရတော့ခဲ့ပါတယ်။ Boss လည်းတာမန်ခွေးလိုပဲအပြင်ထွက်ကစားလို့ရသွားပြီးအားလုံးလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတယ်။